လိုက်မယ်မိကြိုက်လိုက်ခါမိသဘောရဲ့ကိုမြည်ရဲ့မောင်ရဲ့စိတ်မှာသူဝေးတဲ့အခါပြုံးလိုက်ပါလားလို့ဆိုမိပြောတော့ဘယ်ကမျိုးညင်းညီလိုက်မယ်ဟာတိုက်လို့သာမိသဘောရဲ့ကိုမြည်ရဲ့မောင်ရဲ့ရှေ့မှာမြည်ရဲ့နေတဲ့မိမိကြိုက်လို့သာမလို့ဆိုရင်ပန်လိုက်ပါမိကြိုက်လိုက်ခါတပယ်ပန်းလေးကိုမြည်ရဲ့မောင်ကြိုက်လိုက်ခါထဲကတလို့မိတ်ကကိုမြဲလိမ့်ချေမိကြိုက်လို့မပြင်းဘူးဆိုရင်တနခါကိုထူထူလိမ့်ခွကြကွက်ပေါ်မြည်ရဲ့မိတော်တိုင်းနာရေခဲ့သူဟာကွယ်ချစ်ခဲ့သူဟာကွယ်မင်းနာမကရင်မပြောနိုင်ဘူးကွယ်မင်းရဲ့ရိတ်ကလေးမြဲဖြစ်ခြင်းနဲ့မိတော်တိုင်းနာလိုလိုက်တဲ့သူဟာကွယ်အားပေးရဲ့သူဟာကွယ်မင်းနာမကရင်ပြောနိုင်ဘူးကွယ်ကောင်းတဲ့ဘဝပြီးချောက်တွေ့နိုင်တယ်အခုလိုရှိရဲ့မိတိထားကွယ်ချင်းမိမိရဲ့ချစ်ကိုမိမို့မို့ဆိုလာရင်ကွယ်မဖြစ်ဘူးနော် sorry ပြောင်းနေချစ်ပြီးကမမီရဲ့ငယ်အလုံးစိတ်ကြမ်းကြကိုချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့နိုင်နေအောင်ဆုတောင်းလိုက်ပါရစေနိုင်နေအောင်လို့ဒီကောင်းတဲ့ life ကိုမတက်ဖြစ်ပါဘူးထိုင်မှာမဟုတ်တော့ပါဘူးညံကောင်ပြန်ရောက်နေတာပါဒါကြောင့်မို့ line တော့မတက်ဖြစ်ပါဘူး